မူးတင်တဲ့တစ်ခုမှတက်ပြီးတော့တဲ့နိုင်ငံခြားဟိုတယ်မှာ chef လုပ်ဖို့အဆင်ပြေမလားတဲ့အသိမဲ့ပြုတဲ့တင်နန်းတွေတက်ဖို့လိုလားရိုးတင်နန်းပဲတက်ပြီးနိုင်ငံခြားဟိုတယ်မှာ helper တွေနဲ့ဝင်လို့အဆင်ပြေမလားoverseas သွားမဲ့လူတွေနိုင်ငံခြားထွက်မဲ့လူတွေပေါ့နော်ဒီလိုလူမျိုးတွေကတော့ကျွန်တော်တို့တင်နန်းစစ်လက်မှတ်ရှိကိုရှိရတယ်ဗျာနော်မရှိဘူးဆိုရင်သိပြီးတော့သူများထက်တပန်းရှုံးတယ်အဲ့တော့တင်နန်းတက်ထားမှာတင်စားပါပဲအဲ့တော့တင်နန်းမှာဘာတွေရမလဲဆိုရင် basic knowledge တွေရှိမယ်သူ့ရဲ့ curriculum ပေါ်မှာမူတည်ပြီးတော့သူသေယုံညွှန်းတဲ့ပေါ်မှာမူတည်ပြီးတော့သူသင်ပေးမဲ့အရာတွေရှိတယ်နော်အဲ့လေးတွေနဲ့ပေါင်းဆက်ပြီးကျွန်တော်လုပ်ငန်းခွင်ထဲမှာပြန်ပြီးအသုံးချမှာဖြစ်တယ်အဲ့တော့တင်နန်းကတက်ထားတင်ပါတယ်နိုင်ငံထွက်သည်ဖြစ်စေမထွက်သည်ဖြစ်စေသူကတင်နန်းတက်ထားတဲ့ခါကျတော့ knowledge ပိုင်းတွေသူများထက်နည်းနည်းပို့ပြီးသိမယ်ဗျာအဲ့တော့မှလုပ်ငန်းခွင်နဲ့ပေါင်းဆက်မယ်ကိုယ့်ရဲ့ဉာဏ်ရည်ဉာဏ်သွေးပေါ်မူတည်ပြီးတော့ဒီဟာတွေပေါင်းဆက်ပြီးတော့ကိုကလှုပ်ဆောင်နိုင်တဲ့ခါကျတော့သူများထက်ပို့ပြီးတော့အကောင်းလုံးတာတာပေါ့နော်အဲ့တော့တင်နန်းတက်ထားတာကောင်းပါတယ်တင်နန်းနဲ့တက်ထားတင်ပါတယ်ခင်ဗျာ